ပြက်ဖို့ကောင်းလိုက်တယ် ဘသူ့ကို အဖေကို ဟဲ့ ဗျာ ငါမင်းအဖေမင်းကိုငါမွေးထားတာ မဟုတ်ပါအမေမွေးတာ ဟဲ့အမေတယောက်တည်းမွေးလို့မရဘူးငါပါတယ် ဘလို့ပဲဖြစ်ဖြစ်ပေါ့ဖေဟာဖေစဉ်းစားကြည့် ဟမ် သားသမီးမကောင်းရင်မိဘကောင်းတဲ့ သိရလေ မိဘမကောင်းရင်မိဘကောင်းတဲ့ သိရလေဟဲ့ ဗျာ မင်းကမိဘကောင်းကြီးပဲသားသမီးကောင်းကိုမနဲ့တော့ဘူးလား ဘလို့ဖြစ်ဖြစ်ဖေဟာ ဟမ် အခုကျွန်တော်ရက်ွက်တယ်သွားတယ်ဘယ်သူမှကျွန်တော်ခေါ်ရမှုလည်းမရှိဘူးဖက်လဲနေလည်းမရှိဘူးကျွန်တော်ကပါလေ ဟာမင်းကလူလေ တစ်ခါလေစဉ်းစားတယ်ကိုယ့်ကိုယ်ပေါ့နော် ဟမ် ငါလူကမွေးတာဟုတ်ရဲ့လားလို့ ကျွေးရမွေးတာကွာဟဲ့ကောင် ဗျာ မင်းငါ့ကိုကန်တကောစားမလုပ်နဲ့တော့လူကမွေးထားတာလူကမွေးထားတာမင်းကိုဘလူးမဖလဲတကယ်မလုပ်တာမဟုတ်ဘူးမင်းကြည့်လိုက်တဲ့မျက်နှာကြီးကစူပုံပြီးတော့နှခမ်းထော်နေတာ အဲ့လိုထော်တာလေအဖေလုတ်ခဲ့တာပဲ ငါမူးပြီးပြန်လာတဲ့ညပဲဟဲ့ကောင်မင်းပေါ့ဝင်းကျကြားမကွာငါလုံးလိုက်ရလို့ရှိရင်တော့ အဖေပဲအများနဲ့စူနေတဲ့ခါကျတော့ကျွန်တော်ဒီနှခိုင်းရထောနေပြီဘောလို့ မင်းကိုဖလဲတကယ်မလုပ်ဘူးဆိုတာငါပြောပြမယ်မင်းကဒီမှာရွာထဲထွက်သွားလိုက်တယ်ဟုတ်လားမင်းမျက်နှာလေးကပြုံးပြုံးရွှင်ရွှင်လေးနဲ့ဖော်ဖော်ရွေရွေလေးနဲ့အကိုတိုင်အကိုအမတိုင်အမညီမလေးတိုင်ညီမလေးအကိုအဖေရွယ်ဆိုလဲအဖေ ဟေး အေးအဲ့လိုတော့ကွာမင်းဘလူးကိုထူတာလေဟမ်မြင်မြုံမဲ့ကောင် မဟုတ်အဲ့လိုခေါ်ရမှာလားလို့ ဟုတ်တယ် ဘယ်လိုပဲဖြစ်ဖြစ်ဖေဟာကျွန်တော်ရွာရဲသွားတဲ့ခါကျရင်ရက်ွက်ရဲသွားတဲ့ခါကျရင်ကျွန်တော်လည်းမတော့ဖော်ရမှုတော့ရှိရမှာပေါ့ဖေဟာအခုကဟိုလိုကတွေ့လဲကျွန်တော်မင်းတကောင်ဒီလိုကတွေ့လဲမင်းတကောင်နဲ့ကျွန်တော်ပါလေ မင်းငါပြောရမယ်အဲ့လိုမေးတငေါငေါတဲ့လူမျက်စောင်းထိုးသွားတယ်ဆိုတဲ့လူဟာအဖေကအရက်သမားနှမို့ရင်ဖဲသမားနှမို့ရင်ကလင်ကကြစ်လူလိန်လူကောက်မို့လို့အဲ့လိုလူတွေကိုဒီလိုလောက်တာဟဲ့အောင်မင်းအဖေအရက်လည်းမသောက်ဘူးဖဲလည်းမရိုက်ဘူးကလင်ကကြစ်လည်းမလုပ်ဘူးသူများပေါ်မတရားတာဘာမှမလုပ်ဘူးအဲ့ဒီအတွက်မင်းမျက်နှာပဲအရေးကြီးတယ်မင်းရဲ့ဖော်ရွယ်မှုပဲအရေးကြီးတယ်မှတ်တာ အခုကကျွန်တော်ဘယ်လိုလုပ်ရမှာလဲ ဟာဘယ်လိုလုပ်ရမလဲငါပြောသလိုမျက်နှာလေးကိုပြုံးသွားအော်ဦးလေးတောင်ဦးလေး ကျွန်တော်ရွာထဲသွားတဲ့ခါကျရင်မျက်နှာလေးကိုပြုံးသွား ပြုံးသွားမှာမင်းလို့တီတီနဲ့အဲ့လိုချော်မသွားနဲ့လေ ပြီးရော အေး အဲ့လိုလည်းပြီးရောကျွန်တော်အခုသွားကြည့်မယ် ငါ့ကိုပြုံးရအော်မင်းဒီလိုပြုံးခိုင်းတာမဟုတ်ဘူးအမြဲတမ်းချိုးနေရမယ်မျက်နှာလေးကအမြဲတမ်းချိုးနေရမယ် အဖေကပြုံးတာလားတီးတာလား ဟဲ့ချိုးတာလေချိုးတာ ဟောချိုးတာ အေး ဒီစလားချိုးတာလေမှတ်ထားအောင်မယ်ချိုးတာ ဖိတ်အေကိုပြန်ပြောနေတယ်တွား ဟုတ်ကဲ့ပြီးရောဗျာအဖေကလည်း ဟော ဖနက်ကော ဟော ဖနက်ကောလို့ဖနက် မင်းဖလက်ကိုငါယူမလားမငါဖလက်ပဲရှိတယ် ဟောဒီမှာ မင်းအခုတည်းကစီးစနစ်မကြဘူးလှုပ်လိုက်ရင်တလွဲကြီးပဲအောင်မသူ့မြဖော်ဖော်ရွရွကိုကဖော်ဖော်ရွရွမနေဘဲနဲ့ဟိုဘက်ကဘလို့လို့ဖော်ရွတော့မလဲအခုတော့လွတ်လိုက်ပြီကြည့်လိုက်အောင်မယ် ဘာရရသေးလဲ အေးရသေးတယ်ခောက်ဆွဲကြာစံတော့ ဟောဟုတ်ကဲ့ဟိုအဲ့လေကျွန်တော်အဲ့လိုခောက်ဆွဲတုပ်လေ အေးမရတော့ဘူး ဟမ်